တစ်စင်းနဲ့မိသားလေးကျွန်တော်လောကရန်ဆိုတဲ့လိုက်တဲ့ဘုံများလဲရင်ဆိုင်ဖြတ်ကျော်အားတင်လို့နော်ရှင်ကြီးရဲ့ရှာကခက်ခဲတွေမျိုးစုံကြမှာပင်မနှွမ်းနေတဲ့ခါမေးရင်ခွင့်လေးတတိရလိုက်တာတစ်စင်းနဲ့မိသားလေးကျွန်တော်လောကရန်ဆိုတဲ့လိုက်တဲ့ဘုံများလဲရင်ဆိုင်ဖြတ်ကျော်အားတင်လို့နော်ရှင်ကြီးရဲ့ရှာကခက်ခဲတွေမျိုးစုံကြမှာပင်မနှွမ်းနေတဲ့ခါမေးရင်ခွင့်လေးတတိရလိုက်တာဘဝကပေးတဲ့ရှင်နေကံကြမ္မာငါစီခိုင်းတယ်လို့ပြောရမနေရသူမဟုတ်တော်ရဝေးမှကြိုးစားရုံကံတွန်းနာတွေဆွေးရလေးတွေဝန်စားရင်မမန်ကတွေ့လို့တို့ရိပ်ဖြစ်ရတယ်အမေနဲ့မေအိမ်ကလေးမအရှင်လိုလူမဆုံးတဲ့ခါအမေကမြေကြီးဝဲကလွန်နေရောမယ်လေမတိဆုံးနေတဲ့ဘဝမို့အဝေးမှလှုပ်ကြိုးစားလို့စင်ပြေတဲ့နေ့သားပြန်လာခဲ့မယ်တစ်စင်းနဲ့မိသားလေးကျွန်တော်လောကရန်ဆိုတဲ့လိုက်တဲ့ဘုံများလဲရင်ဆိုင်ဖြတ်ကျော်အားတင်လို့နော်ရှင်ကြီးရဲ့ရှာကခက်ခဲတွေမျိုးစုံကြမှာပင်မနှွမ်းနေတဲ့ခါမေးရင်ခွင့်လေးတတိရလိုက်တာဘဝကပေးတဲ့ရှင်နေကံကြမ္မာငါစီခိုင်းတယ်လို့ပြောရမနေရသူမဟုတ်တော်ရဝေးမှကြိုးစားရုံကံတွန်းနာတွေဆွေးရလေးတွေဝန်စားရင်မမန်ကတွေ့လို့တို့ရိပ်ဖြစ်ရတယ်အမေနဲ့မေအိမ်ကလေးမအရှင်လိုလူမဆုံးတဲ့ခါအမေကမြေကြီးဝဲကလွန်နေရောမယ်လေမပြေဆုံးနေတဲ့ဘဝမို့အဝေးမှလှုပ်ကြိုးစားလို့စင်ပြေတဲ့နေ့သားပြန်လာခဲ့မယ်